皆さんこんにちは。အားလုံးမင်္ဂလာပါဆရာတို့အရင်ဗီဒီယိုမှာတော့က Appendix AC ခန်းလေးအောက်မှာရှိတဲ့ဇာတ်လေးချက်ကိုသင်ခဲ့ရတာဖြစ်တယ်အခုဒီနေ့ဗီဒီယိုမှာတော့ HACCP AC ခန်းလေးအောက်မှာရှိတဲ့ခုနှစ်ချက်ကိုသင်ရမှာဖြစ်တယ်အဲ့တော့နံပါတ်4ကနေပြီးတော့စပြီးကြည့်လိုက်အောင်ဂျူယောကိုသေးခန်းလေးအဲ့တော့ဂျူယောအရေးကြီးတဲ့ကိုသေးလုပ်ငန်းစဉ်တွေကိုခန်းလေးစီမံခန့်ခွဲခြင်းတနည်းအားဖြင့်ပြောရင်အင်္ဂလိပ်လိုပြောရရင်တော့ critical control point နော်ဆိုတော့ဒီရဲ့ critical control point တွေကို토리 쿠미のためဒီဖွဲ့စည်းဖို့အတွက်ရည်ဆွဲဖို့အတွက်기준ဆိုတော့ဒီစံသတ်မှတ်ချက်တွေ standard တွေပေါ့နော်ဆိုတော့ဂျူယောကိုတေခန်ဒီနော်토리 쿠미の기준はဒီ CCP ကိုရည်ဆွဲဖို့အတွက်အခြေခံဟာဘယ်ကလာလဲဆိုရင်တော့ကိုကူရန်နော်ရှော့ကူရီယောနိုဂီယောခိကန်ဆိုတဲ့ဒီတိုင်းပြည်ဂျပန်နိုင်ငံရဲ့အစားအသောက်နဲ့ဒီလေယာအဖွဲ့အစည်းပေါ့နော် FAO နဲ့ပြီးတော့စေကိုင်းဟိုခင်ခိကန်ဒီကမ္ဘာလုံးဆိုင်ရာကျန်းမာရေးအဖွဲ့အစည်းဖြစ်တဲ့ WHO ဒီနှစ်ခုအဖွဲ့အစည်းနှစ်ခုပူးပေါင်းပြီးတော့ဒီအဖွဲ့အစည်းနှစ်ခုရဲ့ဂိုးဒိုးရှော့ကူခိခကူအင်းကိုင်ဆိုတဲ့ဒီပူးပေါင်းဖွဲ့စည်းထားတဲ့အဖွဲ့အစည်းပေါ့နော်ပြောရမယ်ဆိုရင်တော့ဟလာ Codex အင်းကိုင်ဆိုတဲ့အဖွဲ့အစည်းကနေပြီးတော့ HACCP နနာကင်းစုကူနီမိုဒိုဆွီတဲ့ဒီ HACCP အချက်9ချက်ကိုအခြေခံပြီးတော့ Okuna ကိုဆောင်ရွက်ရမယ် HACCP နိမိုဒိုစုကူ AC ခန္တီဆိုတဲ့ခေါင်းစဉ်ပေါ့နော် HACCP ရဲ့နီလန်းတွေကိုလိုက်နာထားတယ် AC ခန္တီဆိုတဲ့ဟာကိုဒိုင်ကီဘိုဂျီဂီယောရှာနာဒိုနိဒိုင်ကီဘိုဆိုတော့အကြီးစားနော်ဒီလုပ်ငန်းရှင်တွေအကြီးစားလုပ်ငန်းရှင်တွေကိုဂီမူဇူခေရာတွေတိတ်မှာဆိုတော့တာဝန်ပေးရထားတယ်ပေါ့နော်ဒီ HACCP 9ချက်နဲ့အညီလုပ်ဖို့တာဝန်ပေးရထားတယ် HACCP 9ချက်ကဘယ်သူတွေကရေးဆွဲထုတ်ပြန်လိုက်တာလဲဆိုရင်နော်ဂျပန်နိုင်ငံရဲ့ကိုကရင်းတော့ရှော့ကူရီယောနိုဂီယောခိကန်ဆိုတဲ့ Food and Agriculture Organization FAO နဲ့ပြီးတော့စေကိုင်းဟိုခင်ခိကန်ဆိုတဲ့ World Health Organization WHO ဒီအဖွဲ့အစည်းနှစ်ခုကနေထုတ်ပြန်ထားတာညမနော်အဲ့ဒါဘယ်မှာဖော်ပြထားလဲဆိုရင်ရှော့ကွင်းအေးစေဟိုရှီကိုခိဆိုကုနော်အစားအသောက်ပုံမကင်းစေဆိုင်ရာဥပဒေစီမင်းနော်သူကပြီးတော့ပဲပြောသားဆိုတော့အပိုက်ခွဲတီးတန့်အပိုက်မှာ18မှာဖော်ပြထားတယ်ပေါ့နော်အဲ့တော့ HACCP 9ချက်ကိုသွားကြည့်အောင် HACCP 9ချက်ကဆရာအရင်တော့ပြောဦးတယ်နော်စားတောက်ဆိုင်တင်နေတဲ့သူတွေကတော့မသိပေမဲ့တုတ်တေကီနိုအီချီစားတောက်ကုံမှာတော့စားတောက်ကုံသမားတွေဆိုရင်ဒါသိတယ်နော် HACCP 9ချက်ဆိုတော့နံပါတ်1နဲ့နံပါတ်2ကဆရာတို့မှတ်ရလွယ်တယ်ပြောရမယ်ဆိုရင်9ချက်ထဲမှာ1နဲ့2ဒီ HACCP ဆိုတဲ့ခေါင်းစဉ်ကိုဆရာတို့ခွဲပြီးမှတ်လိုက်ရပြီ HA ကခေါင်းစဉ်နံပါတ်1နော်9ချက်ရှိတဲ့ထဲမှာနံပါတ်1 CCP ကနံပါတ်2ပေါ့HA ဆိုတာကသူ့ရဲ့မူရင်းအဓိပ္ပာယ်က hazard analysis ဆိုတာကအနေဖြစ်ရတဲ့အကြောင်းရင်းတွေကိုခွဲခြမ်းစိတ်ဖြာခြင်းနော်ပြီးတော့ CCP ဆိုတာ critical control point အရေးကြီးတဲ့ point တွေကိုစီမံခန့်ခွဲခြင်းဆိုတော့9ချက်မှတ်ဖို့ရှိတဲ့ထဲမှာဆရာတို့2ချက်ကအလူလျောက်မှတ်ပြီးသားဖြစ်သွားပြီနံပါတ်1ချက်က HA နံပါတ်2ချက်က CCP အဲ့ HA ကိုဂျပန်လိုပြောရင်တော့ Kigan yo in Bonseki နံပါတ်1က Kigan yo in Bonseki အနေဖြစ်ရတဲ့အကြောင်းရင်းတွေကိုခွဲခြမ်းစိတ်ဖြာခြင်း食品または添加物食品အစားအစာတွေပြီးတော့添加物ဆိုဆရာအရင်တော့ရှင်းမှုတယ်ဒီအစားအသောက်ပြင်ဆင်တဲ့နေရာမှာလိုအပ်တဲ့ပစ္စည်းတွေမှန်သမျှကိုဒါ添加物လို့ခေါ်တာပေါ့နော်ဆိုတော့အဲ့ဒီ添加物တွေကိုဆယ်စုထုတ်လုပ်တဲ့အခါပြီးတော့ခါကိုမွမ်းမံတဲ့အခါပြီးတဲ့အခါချော်ရီချက်ပြုတ်တဲ့အခါအွန်ပန်တေယူပို့ဆောင်တဲ့အခါပြီးတဲ့အခါချော့ဆိုနော်ဒီရေခဲတက်တာထဲမှာတင်ဆေးထားတဲ့အခါမတာဝတပံဟန်ဘိုက်ရောင်းချတဲ့အခါစတဲ့ခိုးသေးကိုတူနီလုပ်ငန်းစဉ်တိုင်းမှာခိုးသေးဆိုတာ process နော်ဒီလုပ်ငန်းစဉ်အဲ့လုပ်ငန်းစဉ်တိုင်းမှာချက်ကွင်းအေးစေဂျိုနိုခိကိုင်ကိုဒီပိုးမကင်းစင်ရဲ့အပေါ်မှာရှိတဲ့အန်ရီတွေကိုဟတ်ဆေစာဆေအေရုယောအင်းဆိုဟတ်ဆေစာဆေအေရုယောအင်းဆိုတာဒီဖြစ်ပွားနိုင်ခြေပေါ်ပေါက်နိုင်ခြေရှိတဲ့ယောအင်းအဓိကအကြောင်းရင်းတွေတနည်းအားဖြင့်ခီကန်ယောအင်းအနေဖြစ်စေတဲ့အကြောင်းရင်းတွေဒီရဲ့အကြောင်းတွေရဲ့ ichiran hyo ဆိုတာ list ပေါ့နော်အဲ့ဒီ list ရင်းကို success ရှိရေးဆွဲဖွဲ့စည်းပြီးတော့ကိုရီရဒီရဲ့ခီဂိုင်ယောအင်းကိုအနေဖြစ်ရတဲ့အကြောင်းရင်းတွေကိုခန်းဒီစုရတမယ်စီမံခန့်ခွဲဖို့အတွက်ဆိုကြည့်နော်စီမံချက်တွေတနည်းအားဖြင့်ခန်းဒီဆိုကြည့်နော် management စီမံခန့်ခွဲရမယ့်စီမံချက်တွေကိုစာတာမဲတွေကိုတို့တတ်မှတ်ရမှာဖြစ်တယ်။အဲ့တော့ပြောချင်တာကအချင်းချုပ်ပြန်ပြောမယ်ဆိုရင်အနေဖြစ်ရတဲ့အကြောင်းရင်းတွေခွဲခြမ်းစိတ်ဖြာခြင်းဆိုတာကဒီအပေါ်မှာရှိတဲ့ထုတ်လုပ်ချက်ပြုတ်နော်ပို့ဆောင်ဟုတ်လားသိန်းဆဲရောင်းချဆိုတဲ့လုပ်ငန်းစဉ်တွေမှာဘယ်နေရာတွေမှာအနေဖြစ်နိုင်လဲဆိုတဲ့နော်ဒီအချက်တွေကိုဆရာတို့ကစရင်ဆွဲထုတ်ပြီးတော့နော်စရင်ပြုစုပြီးတော့စီမံခန့်ခွဲပေးရမယ့်ဟာကိုဒါအနေဖြစ်ရတဲ့အကြောင်းအများကိုခွဲခြမ်းစိတ်ဖြာခြင်းလို့ပြောတာ
နောက်နံပါတ်2ကဂျူယောခန်ရီတန်အရေးကြီးတဲ့ point ကိုခေတ်သိသတ်မှတ်ခြင်းခုနဆရာတို့နံပါတ်1မှာတော့ကဘာလုပ်လိုက်ပြီလဲဆိုတော့စီးရင်ပြုစုလိုက်ပြီဒီအတိုင်းဖြစ်နိုင်တယ်ဟုတ်ပြီအဲ့ဒါဒီထဲမှာဆရာတို့ကအရေးကြီးတဲ့ဟာတွေကဘာတွေလဲဆိုတာကိုအခုသတ်မှတ်မယ်ခေတ်သိနော်ခေတ်သိသတ်မှတ်မယ် decision ချမယ်အဲ့တော့အချိတဲ့အပေါ်ကနံပါတ်1မှာတဲ့ထုတ်တေးစာတဲ့တာနော်ဒီအထူးသတ်မှတ်ထားတဲ့ခီကန်ယောအင်းအနေဖြစ်ရတဲ့အကြောင်းရင်းတွေရဲ့ hassay ပေါ်ပေါက်လာမှုကိုဆရာတို့ကဘာလုပ်မလဲဆိုတော့ဘိုးရှိကောက်ွယ်တားဆီးမယ်နော်နံပါတ်1ကပါလေကောက်ွယ်တားဆီးမယ်ခုနနံပါတ်1ဆိုတော့ပြောချင်တာနံပါတ်1ခီကန်ယောအင်းဘွန်းစေကီမှာသတ်မှတ်ထားတဲ့ NA တွေကိုပထမတစ်ချက်အနေနဲ့ဘိုးရှိကောက်ွယ်တားဆီးမယ်ဆရာမြအစိမ့်လေးနဲ့တော့ထိုးပြထားတယ်ပေါ့နော်အခုပထမဆုံးထိုးပြထားတဲ့မြကဘိုးရှိအဲ့ဒီပထမအချက်ကိုပြောချင်တာနော်ပေါ်ပေါက်လာတာတွေကိုဆရာတို့ကဘိုးရှိကောက်ွယ်တားဆီးမယ်ဒုတိယတစ်ခုကဘာလဲဆိုတော့ high job ဖေရှားပြင်မယ်မတာဝဒါမှမဟုတ်လို့ရှိရင်ဆိုဖေရှားပြင်မယ်ဆိုတာဒုတိယအချက်ပေါ့နော်ကောက်ွယ်တားဆီးမယ်ဖေရှားမယ်ပြီးတဲ့ခါကျလို့ရှိရင်ကျော်ယောဒေကီရူဆွီဂျွန်နိမတဲ့ထေကင်စရူဆိုတော့ကျော်ယောဆိုတာကခွင့်ပြုလိုက်တာကျော့ကပေါ့နော်အဲ့တော့အကုန်ပေါင်းပြီးဘာသာပြန်လိုက်မယ်ဆိုရင်ဒီခွင့်လွတ်ပေးနိုင်တဲ့နော်ခွင့်ပြုပေးနိုင်တဲ့စံသတ်မှတ်ချက်ရောက်တဲ့အထိကိုဆရာတို့ကထေကင်ရှော့ချမယ်ဘာကိုရှော့ချမလဲဆိုတော့ခုနက NA တွေပေါ်ပေါက်မှုကိုရှော့ချမှာနော် NA တွေခီကန်ယောအင်တော့ hassay ဆိုတဲ့ဟာကိုဆရာတို့ကထေကင်ရှော့ချမှာအဲ့လိုရှော့ချပေးဖို့အတွက်တဲ့ခန်းဒီဆိုချီဒီစီမံခန့်ခွဲရမယ့်စီမံချက်တွေကိုခိုဇူရုဖွဲ့စည်းခိုဇူရုခိုတိုကဖွဲ့စည်းဖို့ကဖုကကက်ဇူနာကိုတေကိုမရှိမဖြစ်လိုအပ်တဲ့လုပ်ငန်းစဉ်တွေကိုဆရာတို့ကဂျူယောခန်ဒီတဲ့ဒီအရေးကြီးတဲ့ point ဆိုပြီးတော့တုတ်တဲ့တုတ်တဲ့ဆိုတဲ့ကိုတော့သတ်မှတ်ပေးရမှာဖြစ်တယ်အဲ့တော့ပြန်ပြောမယ်ဆိုရင်နံပါတ်1ကအနေဖြစ်တဲ့အကြောင်းရင်းတွေကိုရှာဖွေမယ်နံပါတ်2ကအဲ့ဒီအကြောင်းရင်းတွေထဲမှာဘယ်ဟာကိုတော့အဓိကထားပြီးတော့ဘလို့ကာကွယ်တားဆီးမလဲဘလို့ဖေးရှားမလဲဘလို့ရှော့ချမလဲအနေဖြစ်နိုင်ခြေတွေကိုနော်ဒီလိုမျိုးအရေးကြီးတဲ့ point တွေကိုဆရာတို့က manage လုပ်မယ်အဲ့လိုသတ်မှတ်မယ်ဒါကိုနံပါတ်2ပေါ့နော် CCB ကိုသတ်မှတ်ခြင်းနံပါတ်3ကတော့ခန်းဒီခီဂျွန်တော့စစ်တေးစံတန်ဖိုးများကိုသတ်မှတ်ခြင်းခန်းဒီခီဂျွန်ခန်းဒီဆိုတာဆရာစီမံခန့်ခွဲရမယ့်ခီဂျွန်စံတန်ဖိုးတွေကိုစစ်တေးသတ်မှတ်ခြင်းစီမံခန့်ခွဲရမယ့်စံတန်ဖိုးဆိုတာဆရာတို့အရာအလုံးမှာစံတန်ဖိုးတွေရှိတယ်ဥပမာဆိုရင်နော်တောက်ရည်တစ်ခုဒီ PA7 ဖြစ်နေရမယ်ဆိုတာမျိုးနော်စီတွေအကျော်စီတွေသုံးတဲ့အခါမှာဆရာတို့ level ဟလာကျော်စီတွေသုံးတဲ့အခါကျရင်ဆရာတို့က litmus စက္ကူနဲ့ကျော်စီရဲ့အရာကိုတိုင်းရတယ်ပေါ့နော်တိုင်းတဲ့အခါကျလို့ရှိရင်ဥပမာအကျော်စီက3ရက်အသုံးပြုပြီး4ရက်အသုံးပြုပြီး5ရက်အသုံးပြုပြီးဆိုတဲ့အချိန်မှာတပြည့်နဲ့ litmus စက္ကူရဲ့အရာကိုပြောင်းလာပြီးတော့သူသတ်မှတ်ထားတဲ့ level ရှိတယ်အဲ့ဒီ level မှာသူက level 2ကိုကျော်သွားပြီဆိုလို့ရှိရင်သုံးလို့မရတော့ဘူးဆိုတာမျိုးဒါဆိုရင်အဲ့ဒီ level 2ကဒါစံသတ်မှတ်ချက် key ကျွန်းပေါ့နော်ပြီးတခြားစံသတ်မှတ်ချက်တွေလည်းအများကြီးရှိမယ်ဥပမာအသားငါးတွေဆိုရင်ဘယ်နှစ်ရက်ထိပဲလာရေခဲတက်တာတွေမှာထားခွင့်ရှိမယ်လို့နော်ဒီလိုမျိုးစံသတ်မှတ်ချက်တွေအများကြီးစံတန်မှုတွေအများကြီးရှိတယ်အဲ့လိုမျိုးစံတန်မှုတွေကိုစစ်တေးသတ်မှတ်ပေးရမယ်မသတ်မှတ်လို့ရှိရင်ဟလာနော်ဒီတာဝန်ထမ်းဆောင်မဲ့သူတွေကဘယ်လိုမျိုးဘယ်ဟာအမှန်လဲဆိုတာမသိနိုင်တော့ဘူးเนาะဆိုတော့အကုန်လုံးတက်တက်မှတ်တဲ့တပြေးညီဖြစ်ဖို့အတွက်စံတန်မှုတွေကိုသတ်မှတ်ပေးရမယ်အဲ့ဒါက HACCP 9ချက်တည်းကနံပါတ်3ချက်ဆိုတော့ကိုနော်တဲ့တခုချင်းစီရဲ့ကျူးရောခန်းဒီတဲ့အရေးကြီးတဲ့ point တွေနိ OE တဲ့အရေးကြီးတဲ့ point တွေမှာခုနနံပါတ်2မှာပြောခဲ့တဲ့အချက်เนาะ CCP မှာအရေးကြီးတဲ့ point တွေရှိတယ်အဲ့ဒီ point တစ်ခုချင်းစီတိုင်းမှာခီကန်ယောအင်းเนาะ hassle เนาะဘိုးရှိအနေဖြစ်ရတဲ့အကြောင်းရင်းတွေပေါ်ပေါက်တာတွေကိုတားဆီးပေးမယ်ပြီးတော့ high job နော်ဒီဖေရှားမယ်မတာဝကျော့ရော့တဲ့ကီရုစုဂျွန်နီမာတဲ့ထေခင်စုတို့ဆိုခုနအပေါ်အချက်နဲ့တူတူပဲပေါ့နော်ခွင့်ပြုပေးနိုင်တဲ့ခွင့်လွတ်ပေးလို့ရတဲ့စံသတ်မှတ်ချက်တစ်ခုအထိကိုအနေတွေကိုရှော့ချပေးအဲ့လိုရှော့ချပေးဖို့အတွက်ခီဂျွန်နော်စံတန်မိုးတွေကိုခန်းဒီခီဂျွန်တနည်းအားဖြင့်ပြောရင်စီမံခန့်ခွဲရမယ့်စံတန်မိုးဒါတွေကိုစစ်တဲ့စုတို့သတ်မှတ်ပေးရမယ်နောက်နံပါတ်4ကတော့ monitoring ကိုဟိုးနော်စစ်တဲ့ monitoring ကိုဆိုတာစောင့်ကြည့်ခြင်းเนาะစောင့်ကြည့်ရဆိုတာကင်မရာနဲ့စောင့်ကြည့်ရလည်းဖြစ်နိုင်တယ်လို့စာရေးစာတမ်းတွေနဲ့စောင့်ကြည့်ရလည်းဖြစ်နိုင်တယ်ဆိုတော့ဒီမျိုးစောင့်ကြည့်ရမယ့်နည်းလမ်းတွေကိုသတ်မှတ်ခြင်းဂျူယောခန်းရီတဲ့เนาะခန်းဒီเนาะဂျစ်ရှိဂျော်ကျော်နီဆွေတဲ့ဒီအရေးကြီးတဲ့ point တနည်းအားဖြင့်ပြောရင် CCP နံပါတ်2ချက်ကိုပြောနေเนาะအဲ့ဒီနံပါတ်2မှာရှိတဲ့စီမံခန့်ခွဲရမယ့်အရာတွေကိုတဲ့ဂျစ်ရှိဂျော်ကျော်ဂျစ်ရှိဆိုတာအမှန်တကယ်လက်တွေ့ဆောင်ရွက်တာမြေပြင်မှာဆောင်ရွက်တာเนาะဒီလိုမျိုးဆောင်ရွက်နေမှုဂျော်ကျော်အခြေအနေတွေအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ Rinsoku Teki Matawa Rinsoku Teki ဆိုတာအဆက်မပြတ်မတာဝဒါမှမဟုတ်လို့ရှိရင်လေသိုးတိုးနာနော်သူတင့်တော်မှန်ကန်တဲ့ဟင်းတို့ဒီအကျိတ်အရေးအတွက်နဲ့ခါခုနင်းလောက်ရမယ်တနည်းအားဖြင့်ဒါကို monitoring ကိုလုပ်တယ်လို့ခေါ်တာပေါ့နော်အဲ့လိုမျိုးလုပ်ဖို့အတွက်ဟိုနီလန်းတွေကိုစက်တဲ့ဆိုလို့သတ်မှတ်ရမယ်
ဆိုတော့ monitoring ကိုဒီကင်မရာတစ်ခုတည်းနဲ့စောင့်ကြည့်ရပြောတာမဟုတ်ဘူးစာရွက်စာတမ်းတွေကိုနော်အမှန်တကယ်ဖြည့်တကယ်လုပ်ရလားဆိုတာစာရွက်စာတမ်းတွေဖြည့်ရတာမျိုးအဲ့ဒီဖြည့်ထားတဲ့စာရွက်စာတမ်းတွေကိုလည်းအထက်ကနေပြီးတော့ဟလာဒီပုံမှန်လာရောက်စစ်ဆေးတာမျိုးဒီလိုမျိုးပေါ့နော် CCP တွေကိုတေချာလိုက်နာနေရလားဆိုတာကိုစောင့်ကြည့်နေတဲ့စောင့်ကြည့်ဖို့အတွက်နီလန်းဘယ်လိုနီလန်းနေနဲ့စောင့်ကြည့်မလဲဆိုတဲ့ဟာကိုဒါကို monitoring ကိုဟိုနော်စစ်သေးလို့ပြောတာပေါ့နော်နံပါတ်4ကဲနောက်နံပါတ်5ခိုင်းစင်းဆိုကြည့်ခိုင်းစင်းကျတော့ကောင်းမွန်အောင်ပြုပြင်မယ်နော်မကောင်းတဲ့ချက်တွေရှိလာတဲ့အခါပြန်လဲပို့ပြီးတော့ကောင်းမွန်အောင်ပြုပြင်မယ်ဒါကိုခိုင်းစင်းလို့ပြောတယ်ပြန်လဲပြုပြင်ခြင်းဆိုတော့အဲ့လိုပြန်လဲပြုပြင်ဖို့အတွက်စီမံချက်တွေကိုစစ်တေးသတ်မှတ်ခြင်းကိုကိုတော့ဂျူယောခန်းဒီတန်ဒီအိုတဲ့ဒီတစ်ခုချင်းစီရဲ့အရေးကြီးတဲ့ point အနေနဲ့ပတ်သက်ပြီးတော့နံပါတ်2ကိုပဲပြောချင်တာ CCPD နဲ့ပတ်သက်ပြီးတော့ monitoring ခုတော့ခက်ကစောင့်ကြည့်ထားတဲ့ရလက်ခုနဆရာတို့နံပါတ်4မှာတော့စောင့်ကြည့်ခဲ့တယ်ဟုတ်ပြီအဲ့လိုစောင့်ကြည့်တဲ့အခါအမားတွေအမှန်တွေကောင်းတာတွေမကောင်းတာတွေထွက်လာမယ်နော်အဲ့ဒီထွက်လာတဲ့ရလက်နော်အဲ့ဒီရလက်ကိုကြည့်ပြီးတော့ခန်းဒီခီဂျွန်ဦးတဲ့ခုနနံပါတ်3မှာပြောခဲ့တဲ့စံတန်မှုသတ်မှတ်ချက်တွေကိုအီဇူဒါဆူစတာကိုတိုကတွေးဖယ်နေတဲ့အချက်တွေကိုနော်အီဇူဒါဆူဆိုတာတွေးဖယ်နေတာအဲ့လိုမျိုးတွေးဖယ်မှုတွေကိုတဲ့ handmade တာပါဒီ handmade ဆိုတာကအတည်ပြုလို့ရတယ် confirm လုပ်လို့ရတယ်တေချာသွားပြီဆိုရင်เนาะဒီနေရာတွေတော့လွဲနေတယ်เนาะစောင့်ကြည့်လိုက်တဲ့အခါမှာဒါတွေကိုတော့တေချာမလုပ်ထားဘူးเนาะဒီအချက်တွေတော့လွဲနေတယ်ဆိုတာဒါซึมitsu datsu เนาะတွေးဖယ်နေပြီဆိုတာတေချာသွားလို့ရှိရင်တော့ခိုင်းစန်းစုကြည်ကိုစစ်တဲ့ဆိုတော့ကိုတော့ဒါကိုဘယ်လိုပြန်လဲပြုပြင်မလဲဆိုတဲ့စီမံချက်တွေကိုသတ်မှတ်ပေးရမယ်နောက်နံပါတ်6ကတော့ခင်းရှောဟိုဟိုတော့စစ်တဲ့ခင်းရှောဆိုတာကဒီစစ်ဆေးတာเนาะခင်းရှောဟိုဟိုနော်စစ်ဆေးတဲ့နီလန်းကိုလည်းသတ်မှတ်ပေးရမယ်။တစ်ကနေ9အထိအချက်တွေကိုတနည်းအားဖြင့်ဒါ double စစ်ဆေးတာပေါ့နော်။နံပါတ်4မှာတော့ monitoring ကိုလုပ်ပြီးပြီ။လုပ်ပြီးတာအောင်မှအခုနံပါတ်6မှာထပ်ပြီးစစ်ဆေးမယ်။တော့နံပါတ်1ကနေ9အချက်ကိုနော်9မှာရှိတယ်ခိတေသတ်မှတ်ချက်တွေနော်ကိတေစုတို့သတ်မှတ်ထားတဲ့အဆိုကြည့်ဒီစီမံချက်တွေရဲ့နိုင်ရောအကြောင်းအရာတွေရဲ့ပြီးတော့ခက်ကနော်ရလက်တွေကိုထေခိနိဒီ regularly ပေါ့နော်ပုံမှန်သူသတ်မှတ်ထားတဲ့ကာလတစ်ခုမှာပုံမှန်ခင်းရှောစုတုတမယ်စစ်ဆေးဖို့အတွက်ခီဂျွန်စံသတ်မှတ်ချက်တွေကိုစာဒါမေရုခိုတိုသတ်မှတ်ထားပေးရမယ်ဒါကခင်းရှောဟိုဟိုနော်စစ်တေးနောက်နံပါတ်9ကတော့ခီရိုကုနော်ဆက်ဆေးဘာလို့လဲဆရာနံပါတ်9ရောက်ပြီးတော့မယ်ခီရိုကုမှတ်တမ်းတွေကိုဆက်ဆေးဆိုရေးဆွဲထားရမယ်ဆိုတော့အကုန်လုံးအပေါ်1ကနေ6ထိအကုန်လုံးလုပ်ပြီးသွားရင်ဆရာတို့ဒီတိုင်းပြစ်ထားလိုက်လို့မရဘူးဒါတွေကိုတကယ်လုပ်ပါတယ်ဆိုတဲ့သက်သေကြံမှုအတွက်ဆရာတို့ကမှတ်တမ်းတွေထားရှိရမယ်ဆိုတော့အေကျော်နော်ခီဘိုရဂီယိုတိုင်းနီအိုဂျီတဲ့နော်လုပ်ငန်းရဲ့အတိုင်းအတာဆိုလုပ်ငန်းအကြီးစားလုပ်ငန်းလားအသေးစားလားဒါမှမဟုတ်အလယ်လက်လုပ်ငန်းလားအဲ့လိုအတိုင်းအတာကိုပြောတာနော်ဆိုတော့လုပ်ငန်းရဲ့အတိုင်းအတာတွေပြီးတော့ဂီယိုတိုင်းလုပ်ငန်းအခြေအနေတွေစားတာတွေကိုမူတည်ပြီးတော့စားတဲ့အခြေအနေတွေကိုလိုက်ပြီးတော့1ကနေ6အထိသတ်မှတ်ထားတဲ့ကီတေစုသတ်မှတ်ထားတဲ့ဆိုချိနော်ဒီစီမံချက်တွေကိုရဲ့နိုင်ရောနိခန်စုအကြောင်းအရာနဲ့ပတ်သက်တဲ့ short man ဆိုတာစာရေးစာတမ်းတွေပေါ့နော်ဒါတွေကိုဆိုနိုဂျီရှီနော့ခီရိုကူအဲ့ဒီမှတ်တမ်းတင်ထားတဲ့ record တွေစားတာတွေကို success စုကိုတော့ရေးဆွဲတာမှာဖြစ်တယ်ဆိုတော့ဒါ HACCP ရဲ့9ချက်ပေါ့နော်အောက်ဆုံးတစ်ချက်ကတော့ဒါ HACCP 9ချက်ထဲမှာမပါဘူးဒါအပူထပ်ပြောထားတဲ့ကိစ္စလေးပေါ့နော်အဲဒီ short key ကို AGO ရှာနားတို့ရဲ့နော်ဒန်နီယိုကူတေကီအွန်ယောဒါဆရာအရင်တော့လည်းပြောဘူးတယ်လုပ်ငန်းအသေးစားလုပ်ငန်းလေးတွေကဒါတွေအကုန်မလိုက်နာတဲ့အခါမှာသူတို့တွေအဆင်ပြေမဲ့နော်ဒန်နီယိုကူတေကီအွန်ယောဆိုတာဒီလုပ်ငန်းလေပတ်လို့ရတဲ့အနေအထားပေါ့နော်တော့ shoki ဘိုကတဲ့shoki ဘိုနာ agyo sha နာတို့ကလုပ်ငန်းအသေးစားလုပ်ငန်းရှင်လေးတွေကဂီယိုခိုင်းဒန်ကိုင်က success ရှိဒီဆရာတို့လုပ်ငန်းနဲ့ပတ်သက်တဲ့အဖွဲ့အစည်းတွေကနေပြီးတော့ရေးဆွဲပေးထားတဲ့နော်ဒီကိုစေရိုဒိုရှော်တဲ့ခါကွန်နစ်စဒီကျမ်းမာရေးဝင်ကြီးဌာနမှာကျွန်တော်အတည်ပြုလို့ရတဲ့နော်ဒီထေဘီကီရှော့ဆိုလက်ဆွဲစာအုပ်ပေါ့နော်စားတာတွေကိုမိုးသူဆွေးတဲ့အခြေခံပြီးတော့လိုက်နာပြီးတော့ထိုင်အိုစုတုကိုတိုကခါနိုဆိုတိုင်အိုလုပ်လို့ရပါတယ်ဒီလိုမျိုးလုံနိုင်ပါတယ်ပေါ့ဆိုတော့ HACCP ခုနှစ်ချက်ကြီးကိုအတိအကျမလိုက်နိုင်ဘူးမလုံနိုင်ဘူးဆိုလို့ရှိရင်အသေးစားလုပ်ငန်းလေးတွေကဘာကိုသုံးလို့ရလဲဆိုတော့ကျော်ကိုင်းဒန်တိုင်ကနေပြီးတော့ success ရေးဆွဲထားတဲ့ဆရာတို့ထေဘီကီရှော့လက်ဆွဲစာအုပ်တွေကိုသုံးလို့ရတယ်ပေါ့နော်အဲ့တော့ HACCP ခုနှစ်ချက်ရှိတယ်ခုနှစ်ချက်ကိုပြန်ပြောမယ်ဆိုရင်ဒီချက်နဲ့နှစ်ချက်က HA နဲ့ CCP ကိုခွဲထုတ်လိုက်တာအနေဖြစ်တဲ့အကြောင်းရင်းတွေကိုခွဲခြမ်းစိတ်ပြခြင်းဖြစ်တဲ့ခီကန်ရောရင်ပွန်စစ်ကီနံပါတ်2ကအရေးကြီးတဲ့ point နေ CCP ဖြစ်တဲ့ဂျူရောခန်ဒီတင်နောက်နံပါတ်3ကတော့စံတန်မှုတွေကိုသတ်မှတ်ခြင်းဘာလဲဆိုတော့
ခန်းဒီကီကျွန်းပြီးတဲ့အခါနံပါတ်4ကတော့အဲ့ဒီဟာတွေကို monitoring ကိုစောင့်ကြည့်မဲ့နည်းလမ်းတွေကိုသတ်မှတ်ခြင်းနံပါတ်5ကတော့စောင့်ကြည့်ပြီးတော့ပြန်လည်ပြုပြင်ရမယ့်အချက်တွေသွေးဖယ်နေတဲ့အချက်တွေကိုပြန်လည်ပြုပြင်ခြင်းနောက်နံပါတ်6ချက်ကတော့အပေါ်1ကနေ9အထိအချက်တွေကိုသေချာလုပ်နေရလားဆိုတာကိုဒါခင်ရှော့နော်စစ်ဆေးခြင်းနောက်နံပါတ်9ချက်ကတော့1ကနေ6အထိရှိတဲ့နော်အချက်တွေကိုသေချာလုပ်ထားရလားဆိုတာကိုကျွန်တော်မှတ်တမ်းတင်ထားတာဒါကနံပါတ်9キロကုနော် success ပေါ့အဲ့တော့ဒီနေ့ဗီဒီယိုကတော့ဆရာတို့ HACCP AC ခန်းဒီအောက်မှာရှိတဲ့9ချက်ကိုသင်သွားတာဖြစ်တယ်ဒါဆိုလို့ရှိရင်ဆရာတို့က IPAN AC ရဲ့အောက်မှာရှိတဲ့14ချက်နဲ့ HACCP AC ရဲ့အောက်မှာရှိတဲ့9ချက်ကိုသင်တာပြီးသွားပြီပေါ့နော်ဒါပေမဲ့ဆရာတို့နောက်ဗီဒီယိုကစပြီးပါလာမလဲဆိုတော့ IPAN AC ရဲ့အောက်မှာရှိတဲ့14ချက်ကိုအသေးစိတ်ပြန်သင်ရမှာဖြစ်ပါတယ်えろ、また頑張りましょう。今日はこれで以上です。最後まで見てくださってありがとうございます。バイバイ。